ကိုဘဝကိုပြင်လူတိုင်းဟာမိမိတို့ရရှိလာတဲ့ဘဝတစ်ခုကောင်းအောင်မပြင်ဘူးဆိုလို့ရှိရင်ဘဝတွေဟာနှိမ့်ကြပြီးတော့မလမပအခြေအနေမျိုးတွေရောက်သွားနိုင်တယ်လောကမှာအခုလိုပြုပြင်ပြီးတော့ကိုယ်ဘဝကိုပြုပြင်ပြီးတတိတံပစဉ္ညာတရားရှေ့ထားပွားများအထောက်သွားကြတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့သွားကြဖရာအလောင်းတော်တွေဆိုတာကိုယ်ဘဝကိုပြင်ပြီးလို့ထူးခြားအောင်မြင်မှုရပြီးတော့ဘဝမှာထက်တန်းကြတယ်နောက်ဆုံးမှာဘဝဒုက္ခတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားနိုင်ကြတယ်ပေါ့ဒါကြောင့်မို့ကိုယ်ဘဝကိုပြင်ဖို့ဆိုတာအမြဲတမ်းအရေးကြီးတယ်ကိုယ်ဘဝကိုမပြင်ဘူးဆိုလို့ရှိရင်သူ့ဘာသူအလိုလျောက်ကောင်းလာတယ်ဆိုတာမရှိနိုင်ဘူးကိုယ်ဘဝကိုထိန်းကျောင်းပြီးတော့ပြုပြင်သွားနိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာအမြဲတမ်းထူးခြားတဲ့အနေအထားမျိုးကိုရရှိသွားတယ်ဘောရမဘုရားလောင်းဟာမူလကဘုရားလောင်းမဖြစ်ခင်အလွန်ဝေးလံတဲ့အချိန်တုန်းကဒီလိုသူတော်စင်သူတော်မြတ်အနေနဲ့တွေ့ရမှာမဟုတ်ဘူးဘဝမှာဘဝမျိုးစုံကျင်လီခဲ့ထိုကျင်လီခဲ့တဲ့ဘဝတွေထဲမှာကိုထိန်းချောင်းပြုပြင်သွားသည့်အတွက်ကြောင့်နောက်ဆုံးဟာဖျားဖြစ်လို့ရောက်ပြီးတော့သွားတယ်ဆိုတာယုံမှားစရာမရှိဘူးပေါ့ဒါကြောင့်မို့ကိုယ်ဘဝကိုပြင်တဲ့ပုဂ္ဂိုလ်သာလည်းထူးခြားအောင်မြင်မှုရနိုင်တယ်လို့မြတ်စွာဘုရားကဟောတာမြတ်စွာဘုရားဟောတဲ့တရားဒေသနာတော်တွေထဲမှာဘုရားကဟောကြားထားတဲ့စကားတရားတစ်ပုဒ်ရှိတယ်အတ္တနင်စေပိယံစဉ္ညာရခေယနံသူရခိတံတိဏံမညတရံယာမံပฏิစက္ခေယပဏိတောလောကလူတွေဟာလူတိုင်းကိုချစ်ခင်ကြတယ်ကိုတန်ဖိုးထားကြတယ်ကိုလေးစားကြတယ်မြတ်စွာဘုရားကလည်းအတ္တသမံပေမနတ္ထိမိမိကိုယ်နဲ့အလားတူတဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးကိုယ့်ဟာအချစ်ဆုံးပဲလို့ဒီလိုဟောထားတဲ့သုတ္တန်တွေရှိတယ်ဒါလူသဘာဝကိုဟောတာကိုယ်လည်းဆန်းစစ်ကြည့်လို့ရှိရင်လောကမှာချစ်ခင်စရာပုဂ္ဂိုလ်တွေမြောင်များစွာရှိတော့လေကိုအချစ်ခင်ဆုံးဆိုတာဓမ္မသိကြတယ်ပေါ့အဲ့တော့ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကိုပြင်ဖို့ဆိုတာအမြဲတမ်းအရေးကြီးတယ်မြတ်စွာဘုရားကတတိပေးထားတာအတ္တနင်စေပိယံစဉ္ညာကိုချစ်ခင်ထိုက်တဲ့ပုဂ္ဂိုလ်လို့ယူဆမယ်သိမြင်မယ်ဆိုလို့ရှိရင်တဲ့ရခေယနံသူရခိတံကိုစောင့်ရှောက်ပါပြုပြင်ပေးပါလို့ဒီလိုပြောတာအဲ့တော့ကိုမပြင်လို့ရှိရင်ချစ်ရမရောက်ဖဲနဲ့နှစ်ရရောက်တယ်ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မလို့ကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်တဲ့ပြုပြင်ရမယ်တဲ့တိဏံမညတရံယာမံပฏิစက္ခေယပဏိတောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာလူရဲ့ဘဝမှာအရွယ်၃မျိုးဆိုတာရှိတယ်ဒါတက်တန်းတရားရှိတဲ့လူသားတွေကိုသုံးပုံလိုက်တဲ့အခါကျတော့အရွယ်၃ပါးလို့ဒီလိုသတ်မှတ်ထားတယ်အရွယ်၃ပါးဆိုတာပထမအရွယ်ရဲ့ဒုတိယအရွယ်တတိယအရွယ်ပေါ့အဲ့တော့အသက်100တန်းဆိုလို့ရှိရင်တော့ပထမအရွယ်ဆိုတာပထမ33နှစ်ပဲဒုတိယ33နှစ်ကိုဒုတိယအရွယ်တတိယ33နှစ်ကိုတတိယအရွယ်လို့ဒီလိုအရွယ်၃ပါးပိုင်းခြားပြီးတော့ခွဲခြားပြီးတော့ကြည့်လို့ရတယ်လူတွေဟာအရွယ်လိုက်ကိုပြုပြင်ကြရတယ်ကိုယ်ဘဝကြီးပွားတိုးတက်အောင်လုပ်ကြအဲ့ဒီမှာကိုချစ်ခင်တယ်လို့သိတဲ့ပုဂ္ဂိုလ်တိုင်းဟာအရွယ်၃ပါးမှာတစ်ပါးကို
ဧကနိဋ္ဌကိုယ့်ကိုပြုပြင်တဲ့အလုပ်ကိုလုပ်ရမယ်ကဲ၍မလုပ်လို့ရှိရင်လူဘဝဟာပထမအရွယ်ပြီးရင်ဒုတိယအရွယ်ရောက်မယ်ဒုတိယအရွယ်ရောက်ပြီးရင်တတိယအရွယ်ရောက်မယ်တတိယအရွယ်ပြီးလို့ရှိရင်ဘဝတစ်ခုကကုန်ဆုံးမယ်ဒါရေဝင်ရစကားအနေနဲ့ပြောတာလူတိုင်းဟာအရွယ်သုံးပါးလုံးပြည့်စုံအောင်နေနိုင်တာမဟုတ်ဘူးပထမအရွယ်သိခြင်းလဲသိမယ်ဒုတိယအရွယ်သိခြင်းလဲသိမယ်တတိယအရွယ်သိခြင်းလဲသိမယ်အဲ့တော့အရေးကြီးဆုံးကလူဘဝရောက်လာလို့အသိဉာဏ်ရှိလာပြီဆိုတာနဲ့တပြိုင်နက်ကိုယ်မှာအကျင့်စရိုက်တွေကိုယ့်အကိုသိအောင်ကြိုးစားအကျင့်စရိုက်တွေဘယ်လိုအကျင့်စရိုက်တွေရှိသလဲရာဂစရိုက်ရှိသလားရာဂစရိုက်ဆိုဒီမှာကောင်းတာကိုကြိုက်တယ်လူတိုင်းတော့ကောင်းတာကြိုက်ပေမဲ့လို့သူများတဲ့လွန်ကင်းကင်းလောဘကြီးသလားလွန်ကဲကြီးလောဘကြီးသလားအရာရာမှာတွေ့တာမှုတွေများနေသလားဆိုတဲ့လောဘစရိုက်ရှိလို့ရှိရင်ထိုလောဘစရိုက်ရာဂစရိုက်ကိုလျှော့ချပေးဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့လျှော့ချပေးတာဟာပြုပြင်ခြင်းတစ်မျိုးပဲဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကထိခနဲ့ဆိုရင်စိတ်တူတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီစိတ်တူမှုဆိုတဲ့ဒေါသတွေမိမိတဏ္ဍာမှာရှိသလားကြီးထွားနေသလားဆိုတာအဲ့ဒါကိုကိုယ့်ကိုဆန်းစစ်ပြီးတော့ဒေါသစရိုက်ရှိလို့ရှိရင်တဲ့ဒေါသစရိုက်ကိုလည်းပဲခုဘဝမှာပြင်ရမယ်မပြင်ဘူးလို့ဆိုရှင်ဘယ်ဘဝရောက်ဒေါသစရိုက်ကြီးကမပြောက်ဖဲနဲ့ဖြစ်တတ်တယ်နောက်တစ်ခါမောဟစရိုက်ဆိုတာဘယ်လိုဖြစ်တာတော့ဆိုရင်အရာရာမှာစဉ်းစားဆင်ခြင်မှုတွေအားနည်းတယ်လုံးတဲ့နာနဲ့မလုံးတဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလုံးတဲ့နာကိုလုံးတဲ့တယ်လို့ထင်တယ်လုံးတဲ့နာကိုမလုံးတဲ့ဘူးလို့ထင်တယ်မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကပြောလိုက်ရင်လည်းအမှားနော်ကြံတွေးလိုက်ရင်လည်းအမှားလုံးလိုက်လို့ရှိရင်လည်းအမှားကိုပဲလုံးမိတတ်တယ်အဲ့ဒါလို့မရွေနေလုံးမိပြီမောဟတရားရဲ့လွှမ်းမိုးခံရပြီဆိုလို့ရှိရင်အရာရာမှာသိမြင်နိုင်စွမ်းမရှိပဲနဲ့မှားရွေးတဲ့လောက်ရတဲ့နဲ့ပဲအမှန်တရားပဲမရောက်ပဲမှားရွေးတဲ့လောက်ရတဲ့လုံရင်းနဲ့ဘဝမှာနေမွန်းသွားနိုင်တယ်ဒါကြောင့်မို့လို့ဒီမကောင်းတဲ့ဇေယိုက်တွေကိုရှောင်ပြီးတော့ကောင်းတဲ့ဇေယိုက်တွေဆောင်းတာဟာကိုယ့်ကိုပြင်တာပဲလို့ဒီလိုဆိုလို့လားဒီကနေ့ခေတ်မှာမြန်မာလူမျိုးတွေမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်မိသားစုတွေမှာလူလာဖြစ်ကြတယ်အဲ့ဒီလိုလူလာဖြစ်ကြတဲ့အခါမှာမိမိတို့ရဲ့အကျင့်စရိုက်တွေကိုမိမိတို့ကိုယ်တိုင်သိအောင်ကြိုးစားဖို့သိအောင်ကြိုးစားပြီးတဲ့အခါမှာအဲ့တော့သိအောင်ကြိုးစားဖို့လို့ဆိုတဲ့အချိန်မှာဘယ်လိုလုပ်ပြီးတော့သိရတယ်လဲလို့ဆိုရင်အခုလိုတရားဝဲတွေကျင်းပပြီးတော့တရားနာရတယ်တရားနာလို့ရှိရင်အသိဉာဏ်ရတယ်အသိဉာဏ်ရတဲ့အခါမှာကိုယ့်ရဲ့ဇေယိုက်တွေကိုကိုယ့်အကိုအကဲခတ်နိုင်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီဇေယိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်အကိုသိရှိနားလည်ပြီဆိုရင်ထိုဇေယိုက်ကိုပျောက်ငြိမ်းစေတတ်တဲ့ကမ္မထာတွေလည်းပဲအသီးသီးပေးထားတာရှိတယ်ပေါ့ဆိုလိုတာကတော့ယောဂနဲ့ဆေးတဲအောင်ပေးဆိုတာလို့ယောဂရှိရင်ဆေးရှိတယ်ဆိုတာလို့ဇေယိုက်ဆိုးတွေရှိရင်ဇေယိုက်ဆိုးတွေကိုပျောက်ကင်းစေနိုင်တဲ့ကျင့်စဉ်တွေရှိနေတာပဲပေါ့အဲ့ဒီကျင့်စဉ်တွေကိုနားလည်အောင်လုပ်ပြီးတော့မိမိတဏ္ဍာမှာဖြစ်တဲ့ဇေယိုက်တွေကိုလျှော့ချပေးနိုင်ရမယ်အဲ့ဒီလိုမလျှော့ချနိုင်ဘူးဆိုလို့ရှိရင်ဘဝမှာအယုဆိုးကြည်တဏ္ဍာမျိုးတွေဖြစ်တတ်တယ်ပေါ့တန်တရားလဲရတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာအယုဆိုးကြည်တံဖြစ်သွားတတ်တယ်ဒါကြောင့်မို့လို့ကိုယ့်ဘဝကိုပြင်ရမယ်သူများကပြင်တယ်ဆိုတာကအကြံပေးုံတော့ပဲပြင်လို့ရတယ်ဆုံးမဩဝါဒပေးတယ်အကြံပေးတယ်မိမိကိုယ်တိုင်ကမပြင်သေးသမျှအကောင်းဘယ်တော့မှမဖြစ်ဘူးမိမိကိုယ်တိုင်ပြင်မှအကောင်းဖြစ်တယ်တဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအတ္တနိစေပိယံစဉ္ညာရခိယနံသူရခိတံကိုအချစ်ဆုံးလို့အတိမတ်ပြုတယ်ဆိုရင်ကိုထိမ့်သိမ်းဆောက်ရှောက်ပါတဲ့အဲ့တော့ထိမ့်သိမ်းဆောက်ရှောက်ပါဆိုတဲ့အထဲမှာလောကလူတွေဆောက်ရှောက်တဲ့နည်းကတော့ဘာလဲလို့ဆိုရင်အေးတဲ့ရာသီမှာမအေးရအောင်ပူတဲ့ရာသီမှာမပူရအောင်နော်ကိုထိမ့်သိမ်းဆောက်ရှောက်ကြတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ကြတယ်
အဲ့ဒီလိုထိမ့်သိမ်းဆောက်ရှောက်မှုမျိုးဟာရိုးရာထိမ့်သိမ်းဆောက်ရှောက်မှုလို့ခေါ်တယ်မြတ်စွာဘုရားဆိုလိုတဲ့ထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာအဲ့ဒါမျိုးပြောတာမဟုတ်ဘူးတတိတရားလက်ကင်ထားပြီးတော့မှားမှားယွင်းယွင်းနေမလုံးမိအောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့တဲ့လောကမှာလူဆိုတာလောဘတွေဒေါသတွေမောဟတွေလွှမ်းမိုးလာတဲ့အခါမှာအမှားအယွင်းနေပြုလုပ်မိတတ်တယ်အမှားအယွင်းနေပြုလုပ်မိသည့်အတွက်ကြောင့်ကံမကောင်းအကြောင်းမလှတဲ့ဘဝမျိုးတွေကိုရောက်ရှိပြီးတော့သွားကြရတယ်ဒါတွေကအမတန်ထင်ရှားတဲ့တာရကတွေပဲအဲ့တော့မျိုးတွေမဖြစ်အောင်ပေါ့ကိုယ့်ကိုစောင့်ရှောက်ရမယ်ကိုယ့်ကိုစောင့်ရှောက်ဆိုတဲ့နေရာမှာအဓိကကိုယ့်ကိုစောင့်ရှောက်တယ်ဆိုတာကိုယ်စိတ်ကိုထိမ့်သိမ်းစောင့်ရှောက်တာကိုပြောတာကိုယ်စိတ်ကိုပြုပြင်ရမယ်ထိမ့်သိမ်းစောင့်ရှောက်ရမယ်ကဲဒါဖြင့်ကိုယ်စိတ်ကိုဘယ်လိုပြင်မလဲလို့ဆိုလို့ရှိရင်အာယုန်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ဖြစ်ပုံချင်းရအောင်လေ့လာမျက်စိမြင်တဲ့အမြင်အာယုန်ပေါ်မှာဘာဖြစ်တယ်လဲလို့ဆိုတော့မြင်တဲ့အာယုန်ပေါ်မှာကောင်းတာမြင်ရလို့ရှိရင်လောဘဖြစ်လာတယ်မကောင်းတာမြင်ရတဲ့အခါမှာဒေါသဖြစ်လာတယ်ဒီနှစ်ခုကတော့အလွန်ထင်ထင်ရှားရှားဖြစ်တတ်တယ်မျက်စိကမြင်ပြီးကောင်းတဲ့အာယုံပေါ်မှာလောဘဖြစ်ပြီးတော့မကောင်းတဲ့အာယုံကောင်းမကောင်းဆိုတာကိုကြိုက်မကြိုက်ပေါ်မှာမူတည်တယ်ပေါ့ကိုကြိုက်တဲ့အာယုံပေါ်မှာဆိုလောဘဖြစ်တယ်ကိုမကြိုက်တဲ့အာယုံဆိုရင်ဒေါသဖြစ်တယ်ကိုစောင့်ရှောက်တယ်ဆိုတာအဲ့ဒီကြိုက်မကြိုက်အာယုန်တွေပေါ်မှာလောဘမလာဖို့ဒေါသမလာဖို့ထိမ့်သိမ်းဆောက်ရှောက်တာကိုဒါကိုထိမ့်သိမ်းဆောက်ရှောက်တယ်လို့ပြောတာအဲ့ဒါကိုဘာနဲ့ထိမ့်သိမ်းဆောက်ရှောက်ရလဲဆိုရင်ကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတဲ့လောဘဒေါသဖြစ်လာတာကိုသိရမယ်သိတယ်ဆိုတော့တတိနဲ့ပညာဒီနှစ်ခုကိုသုံးချပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ဒါကိုမြတ်စွာဘုရားကတတိတံပစညတရားလက်ကင်ထားလို့တတိနဲ့တံပစညဆိုပြီးတော့ဒီတရားနှစ်ခုကိုဟောကြားထားတာရှိတယ်မဟာသတိပဋ္ဌာန်သုံးပါဆိုလို့ရှိရင်လေတတိကောင်းအောင်လေးလာတဲ့ဤစဉ္ဉဏ်ကောင်းအောင်လေးလာတဲ့ဤစနစ်တွေကိုမြတ်စွာဘုရားကပေးထားတယ်ကိုယ့်ကိုအရာခသိမ်းမှအမှတ်တမဲ့မနေပဲနဲ့ဘာလို့တတိနဲ့နေထအောင်လို့မြတ်စွာဘုရားလေ့ကျင့်ဖို့ရာဆုံးမဩဝါဒပေးထားတယ်အဲ့ဒီနည်းတွေနဲ့လေ့ကျင့်မှသာလဲကိုယ်တဏ္ဍမှာဘာဖြစ်လာတဲ့အနေအထားတွေကိုရယူပေးတဲ့တတိရဲ့ဆင်ញင်စဉ်းစားနိုင်တဲ့အသိဉာဏ်ရဲ့အဲ့ဒီနှစ်ခုရှိပြီးတော့မကောင်းတဲ့အကုသိုလ်တွေမဖြစ်အောင်ကောင်းတာတွေဖြစ်လာအောင်ဒီလိုထိမ့်သိမ်းဆောက်ရှောက်တာကိုကိုယ်ဆောက်ရှောက်တယ်လို့ဒီလိုပြောတာတခြားနည်းနဲ့ဆောက်ရှောက်တာကိုဆိုလိုတာမဟုတ်ဘူးဒါကြောင့်မို့ကိုယ်ကိုဆောက်ရှောက်တတ်ဖို့အမတန်မှအရေးကြီးတယ်မဆောက်ရှောက်ရင်ကိုမဆောက်ရှောက်တတ်ဘူးဆိုရင်မျက်စိနဲ့အမြင်အာယုံပေါ်မှာလောဘဖြစ်တယ်အဲ့ဒီလောဘကိုမထိန်လိုက်ဘူးဆိုရင်လောဘကနောက်ဆုံးမှာအပယ်ငရဲကြစေနိုင်လောက်အောင်ကြီးထွားသွားနိုင်တယ်ဒေါသဖြစ်တယ်ဒေါသကိုမထိန်သိမ်းဘူးမဆောက်ရှောက်ဘူးဆိုရင်ဒီမလျှော့ချနိုင်ဘူးဆိုရင်အပင်ငရဲကိုကြစေလောက်အောင်ချီးထွားပြီးတော့သွားရတယ်တဲ့ဒါကြောင့်မို့လို့အမြင်အာယုန်နဲ့ပတ်သက်ပြီးတော့လည်းပဲလောဘဒေါသမဖြစ်အောင်အကြားအာယုန်နဲ့ပတ်သက်ပြီးတော့လည်းလောဘဒေါသမဖြစ်အောင်အနတ်အာယုန်အရသအာယုန်အထိတွေ့အာယုန်စိတ်ထဲကကြံတွေးတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့လည်းလောဘဒေါသမဖြစ်အောင်စောင့်ရှောက်တာကိုယ်ကိုစောင့်ရှောက်တယ်လို့ပြောတာအဲ့ဒါလို့ကိုယ်ကိုစောင့်ရှောက်တယ်ဆိုတဲ့နေရာမှာအရေးကြီးတာကတော့တတိနဲ့တမ္ပစင်ညာလို့တတိရဲ့ပညာရဲ့ဒီနှစ်ခုကအရေးပါသို့တော့အဲ့ဒီနှစ်ခုအလုံးလုံးအောင်တွန်းအားပေးဖို့ဆိုတဲ့ဝီရိယမပါပဲလည်းမရအလုံးကြားဘူးကြတယ်တမ္ပပဋ္ဌာန်တရား၄ပါးလို့ဆိုတာအလုံးကြားဘူးထားကြတယ်တမ္ပပဋ္ဌာန်တရား၄ပါးဆိုတာဘာလဲလို့ဆိုရင်ကိုယ်တဏ္ဍမှာအကုသိုလ်မဖြစ်ရအောင်စောင့်စည်းတာဆုတ်ပိတ်တာနံပါတ်1ကကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်မလာအောင်ဆုတ်ပိတ်ပြီးတော့ထားရမယ်မတော်တဆဖြစ်လာလို့ရှိရင်ထိုအကုသိုလ်တရားကို
ကြာကြာလက်ခံမထားဘဲနဲ့ဖယ်ရှားပြတ်နိုင်အောင်ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ခုဘယ်သူရဲ့အကူအညီနဲ့ကြိုးစားရမလဲဆိုရင်တတိနဲ့တမ္ပစညတတိကအမှတ်ထားသဖြင့်ဖြစ်ပေါ်လာတဲ့သဘာဝတရားဖြစ်လာပြီဆိုတာသိရဆင်ញင်ညာကနေပြီးတော့ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတဲ့စောင့်ရှောက်ရမယ်နီလန်းဆင်ញင်သုံးသပ်ရမယ်နီလန်းတွေကိုပညာသိလာအဲ့ဒါလို့သိလာအောင်ဝိရိယအနေကြိုးစားပြီးတော့ပေးတယ်လို့ဒီလိုဆိုလိုတာပေါ့ဒါတကယ်စဉ်းစားကြည့်ရင်ဘုန်းကြီးတို့တွေရဲ့ဘဝဟာဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ကြီးဟာအိမ်တစ်လုံးနဲ့အလားတန်တူတယ်လို့ပြောရမှာပဲအိမ်မှာအိမ်တစ်လုံးမှာဝင်ပေါက်ထွက်ပေါက်တွေရှိတယ်လို့ပဲလူရဲ့ခန္ဓာကိုယ်ထဲမှာအာယုန်တွေရဲ့ဝင်ပေါက်တွေဟာ6ပေါက်တောင်မှရှိတယ်ပေါ့မျက်စိကအဆင်းအာယုန်တွေနားကအသံအာယုန်တွေနှာခေါင်းကအနံ့အာယုန်တွေလျှာကအရသာအာယုန်တွေခန္ဓာကိုယ်ကအထိတွေ့အာယုန်တွေမနောဒွါရလို့ခေါ်တဲ့စိတ်ကအတွေးအကြံအာယုန်တွေတဲ့ဟောဒီအာယုန်တွေဟာလူရဲ့တဏ္ဍာမှာမပြတ်ဝင်ပြီးတော့လာနေတယ်အဲ့ဒါလို့မပြတ်ဝင်နေတဲ့အချိန်မှာမြတ်စွာဘုရားဟောတာကဓဝရ6ပါးကိုလုံစုံစွာထိမ့်သိမ့်ဆောက်ရှောက်ရမယ်လုံခြုံစေရမယ်ပါဠိလိုပြောတော့ဣန္ဒရိယေတုဂုဋ္ဌဓဝရောမျက်စိနာနာလျှာကိုယ်စိတ်ဒီ6မျိုးကိုဣန္ဒြေလို့ခေါ်တယ်ဣန္ဒရိယဘာဖြစ်လို့ဣန္ဒြေလို့ခေါ်လဲဆိုရင်ဆိုင်ရာကိစ္စတွေမှာအုပ်စိုးထားနိုင်လို့ဣန္ဒြေလို့ခေါ်တယ်မျက်စိကအမြင်ကိစ္စမှာအုပ်စိုးထားတယ်နားကအသံကိစ္စအကြားကိစ္စမှာအုပ်စိုးထားတယ်နှာခေါင်းကအနံ့ကိစ္စမှာအုပ်စိုးတယ်လျှာကအရသာကိစ္စမှာအုပ်စိုးတယ်ခန္ဓာကိုယ်ကအထီးတွေ့ကိစ္စမှာအုပ်စိုးတယ်စိတ်ကအတိကိစ္စမှာအုပ်စိုးတယ်လို့ဆိုင်ရာကိစ္စတွေမှာလွှမ်းမိုးချုပ်ကင်ထားနိုင်တဲ့ဒီမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့6မျိုးကိုဣန္ဒြေ6ပါးလို့ခေါ်တာအဲ့ဒီဣန္ဒြေ6ပါးကိုလုံးကျုံမစေဆိုတာဘာကိုပြောတာလဲတချို့အဆုံးအမတွေကြတော့ဣန္ဒြေ6ပါးလုံးကျုံစေဆိုတာတခြားပြောတာမျက်စိမှိတ်ထားရမယ်နော်မကြည့်ရဘူးနားမထောင်ရဘူးအနံ့မရှူရဘူးဆိုတာဒီလိုဆိုလိုတာမဟုတ်ဘူးတဲ့နော်မျက်စိကဝင်လာတဲ့အာယုံပေါ်မှာလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်မျက်စိဆိုတာကြည့်ဖို့ပဲကြည့်ဖို့ဆိုတော့မြင်စရာအာယုံမြင်မှာပဲကြည့်ရမှာပဲကြည့်လာတဲ့အခါမှာနှစ်သက်စရာအာယုံတွေ့ရင်လောဘမဖြစ်အောင်မနှစ်သက်စရာအာယုံတွေတွေ့ရင်ဒေါသမဖြစ်အောင်အဲ့ဒီလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်တာကိုသာလဲဣန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်တယ်လုံုံတယ်လို့ဒီလိုပြောတာဟောအိမ်ကြီးမှာဘုန်းကြီးတို့ခန္ဓာကိုယ်မှာဓဝရ6ပါးတကား6ပေါက်ရှိသည့်အတွက်ကြောင့်ဝင်လာမဲ့အရာတွေကအစင်းလဲဝင်လာမယ်အတန်လဲဝင်လာမယ်အနံ့လဲဝင်လာမယ်အရသာလဲဝင်လာမယ်အထီးတွေ့တွေလဲဝင်လာမယ်အတွေးအကြံအာယုန်တွေလဲဝင်လာမယ်အဲ့ဒါလို့ဝင်လာတဲ့အခါမှာလောဘတွေလည်းဖြစ်မယ်ဒေါသတွေလည်းဖြစ်မယ်မောဟတွေလည်းဖြစ်မယ်ဒါတွေဖြစ်နေမယ်ဆိုလို့ရှိရင်အိန္ဒိယတကားမလုံဘူးလို့ပြောတာနော်ဘာနဲ့ဥပမာတူတော့ဆိုရင်အိမ်တကားတွေဖွင့်ထားတဲ့အခါမှာအပေါက်6ပေါက်ကနေဝင်ပြီးတော့တိတ်ဆိတ်တခိုးတွေဟာဝင်ရောက်ပြီးတော့ခိုးယူသွားတယ်လို့ပဲလူခန္ဓာကိုယ်မှာအခုတကား6ပေါက်ကိုအဆောင်မထားဘဲနဲ့တတိတံစင်ညာဆိုတဲ့အဆောင်မရှိဘူးတတိအဆောင်မရှိဘူးပညာဆင်ခြင်မှုမရှိဘူးဆိုရင်မျက်စိကနေပြီးတော့ကောင်းတဲ့စိတ်ကလေးတွေပါသွားမယ်နားကကြားပြီးတော့ကောင်းတဲ့စိတ်လေးတွေပါသွားမယ်ဘာဖြစ်လို့လဲဆိုတော့အကုသိုလ်စိတ်ဆိုတာအဲ့ဒီအာယုန်တွေနောက်လိုက်ပြီးတော့ဖြစ်တာဟုတ်ဖြစ်တော့ကိုယ်တဏ္ဍာမှာရှိသင့်ရှိလိုက်တဲ့အသိပညာတွေအဖို့တန်ပစ္စည်းတွေဟာပါသွားနိုင်တယ်ပေါ့လောဘဖြစ်တယ်ဆိုရင်ကုသိုလ်စိတ်တွေဆုံးရှုံးသွားတယ်ဒေါသဖြစ်ရင်လည်းကုသိုလ်စိတ်တွေဆုံးရှုံးသွားတယ်မောဟစိတ်ဖြစ်ရင်လည်းကုသိုလ်စိတ်တွေဆုံးရှုံးသွားတယ်လောကမှာကောင်းကျိုးချမ်းသာပေးနိုင်တယ်ဆိုတာကုသိုလ်တရားကသာပေးနိုင်တာ
ဒါကြောင့်မို့ကုသိုလ်တရားဟာမတန်တမိုးရှိတဲ့ယရနာနဲ့အလားတန်တူတယ်ဒွါရ6ပါးကိုလုံးအောင်မထိမ့်သိမ့်နိုင်ဘူးတကား6ပေါက်ကိုမပိတ်ဆို့နိုင်ဘူးဆိုလို့ရှိရင်အခုပြောတဲ့အသိဉာဏ်တွေကုသိုလ်တရားတွေဟာတက်မလာနိုင်ယုံနေမကဘူးခန္ဓာကိုယ်ကရှိသမျှကုသိုလ်တွေတောင်ပါသွားနိုင်တယ်ဆိုပါစို့ဘယ်လိုပါသွားလဲလို့ဆိုရင်မျက်စိကအမြင်အာယုံပေါ်မှာလောဘဖြစ်တယ်လောဘဖြစ်ရင်စိတ်မထိန်နိုင်လို့အဲ့ဒီလောဘဟာကြီးထွားလာပြီဆိုလို့ရှိရင်သူကမလှုပ်တဲ့မလှုပ်ထိုက်တာတွေလှုပ်လာတယ်မလှုပ်တဲ့နာတွေမပြောတဲ့နာတွေပြောလာတယ်ကိုချင်းတရားတွေချိုးဖောက်လာတယ်ဆိုရင်ဒါအမြင်အာယုံနဲ့ပတ်သက်လာတဲ့ဘက်မှာအကုသိုလ်တွေရဲ့လွှမ်းဖိမှုကိုခံရရတော့ကုသိုလ်စိတ်တွေဟာအမြင်အာယုံနဲ့ဆက်ပြီးတော့မဖြစ်နိုင်တော့ဘူးရှိသမျှကုသိုလ်တွေရဲ့အခြေခံတွေဟာအကုန်လုံးပျက်စီးသွားနိုင်တယ်ပေါ့ထို့တူပဲနားကလည်းပဲအတန်ကြားပြီးတော့လောဘဖြစ်မယ်ဒေါသဖြစ်မယ်ဆိုရင်ကုသိုလ်စိတ်တွေဒီလိုပဲဆုံးရှုံးသွားမှာပဲဒါကြောင့်မလို့ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်ဆိုတဲ့နေရာမှာစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ကြမှာဖြစ်တယ်စိတ်ထဲမှာလောဘပေါ်မလာအောင်ဒေါသပေါ်မလာအောင်ဖြစ်လာလို့ရှိရင်ဖယ်ရှားနိုင်အောင်အဲ့ဒီလိုဆောက်ရှောက်ဖို့အတွက်တတိဆိုတာအမြဲကတ်ထားရမယ်တတိကတ်ထားပြီးတော့တမ္ပစင်ညဆိုတာရှိရဒါမို့အတိနဲ့တတိဆိုတာအဲ့ဒါပြောတာနော်တတိရှိရမယ်တမ္ပစင်ညဆိုတဲ့ဆင်ញင်တုံတရားရှိရမယ်အဲ့ဒီတစ်ခုလုံးလဝိရိယအားပြုပြီးတော့အကုသိုလ်တွေမဖြစ်ရအောင်နေ့စဉ်နဲ့မြတတိထားပြီးတော့မျက်စိအမြင်ပြီးငါမှလောဘဖြစ်စေရဘူးဒေါသမဖြစ်စေရဘူးမတော်တဆတတိလက်လို့ဖြစ်သွားလို့ရှိရင်လည်းပဲထိုလောဘကိုကြာမခံအောင်မိမိရဲ့စိတ်အစဉ်ကနေဖယ်ရှားပစ်တယ်ဒေါသကိုကြာမခံအောင်မိမိစိတ်အစဉ်ကဖယ်ရှားပစ်တယ်အဲ့ဒီလိုကြိုးပမ်းအထောက်မှုနှစ်ရပ်ကိုအကုသိုလ်နဲ့ပတ်သက်တဲ့ကြိုးပမ်းအထောက်မှုနှစ်ရပ်တခါကောင်းတဲ့ဘက်ကနေကြည့်လိုက်တဲ့အခါကျတော့ကုသိုလ်ဘက်ကကြိုးပမ်းအထောက်မှုနှစ်ရပ်ဆိုတာကုသိုလ်စိတ်မဖြစ်သေးလို့ရှိရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးလို့ရှိရင်တိုးပွားလောက်အောင်ကြိုးစားအဲ့တော့ပေါင်းလိုက်တော့အကုသိုလ်ကိုမဖြစ်အောင်ဆုတ်ပိတ်ထားပြီးဖြစ်လာလို့ရှိရင်ဖယ်ရှားပစ်တာကနှစ်ခုကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ထားရဲ့ဖြစ်ပြီးရင်ကြီးပွားတိုးတက်လာအောင်လုပ်ထားနှစ်ခုဆိုအဲ့ဒါကိုပဲသမ္မပဒံတရား၄ပါးလို့ဒီလိုပြောတာနော်ဒါလက်တွေ့ကျင့်သုံးဖို့အတွက်ကိုယ့်ဘဝကိုပြုပြင်တယ်ဆိုတဲ့နေရာမှာဘာတွေနဲ့ပြင်ရမလဲတတိရဲ့တမ္ပစင်ညရဲ့ဝိရိယဒါအရေးကြီးဆုံးပဲပေါ့ဒါကြောင့်မို့မဟာတတိပဋ္ဌာန်သုတ်ထဲမှာအလုံးမဟာတတိပဋ္ဌာန်သုတ်နာဘူးတဲ့ပုဂ္ဂိုလ်တွေစဉ်းစားမိလို့ရမြတ်စွာဘုရားကအာတာပိတမ္ပဇာနောတတိမှာဒီတရား၃ပါးကိုအဓိကထားတယ်ကိုယ့်ကိုပြင်ဆင်ဖို့ရအတွက်အာတာပိဆိုတာအာတာပဆိုတာဝိရိယနော်ကျိုးပန်းအထောက်မှုဝိရိယပေါ်ပေါ်ဆဆဝိရိယမဟုတ်ဘူးပြင်းပြင်းထန်ထန်ဝိရိယမဖြစ်မနေလုံးတဲ့ဝိရိယအာတာပဆိုတာဝိရိယတမ္ပဇာနာဆိုတာဆင်ញင်တုံတရားတတိမာတတိဆိုတာအာယုန်နဲ့ပတ်သက်ပြီးတော့အမှတ်ရနေတာဟောဒီသုံးခုဟာကိုကောင်းအောင်ပြင်တဲ့နေရာမှာအရေးပါဆုံးတရားသုံးခုပဲကိုယ်တဏ္ဍာမှာဒီတရားသုံးမျိုးအားနည်းနေသေးလို့ရှိရင်အားကောင်းအောင်လုပ်ပြရအားကောင်းလုပ်ပြရအားကောင်းလာလို့ရှိရင်ဒီတရားသုံးမျိုးအားကောင်းလာတာနဲ့တပြိုင်နက်ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်မှုဟာအောင်မြင်ကြီးဖြစ်နိုင်အဲ့တော့ဝိရိယရဲ့တတိရဲ့ပညာရဲ့ဒီသုံးမျိုးနဲ့အလုံးလုပ်ပြီးဆိုတဲ့အခါမှာဘာမဖြစ်အောင်ထိန်းရတာတော့ဆိုဘာကိုဖယ်ရှားဖို့ကြိုးစားရမှာလဲလို့ဆိုရင်ဝိနည်းလောကေအဘိဇ္ဇာဒေါမနတံမဟာတတိပဋ္ဌာန်သုတ်ကဒါဘဝတစ်ခုလုံးကိုခြုံငုံပြီးတော့ဟောထားတဲ့တရားနော်ဝိနည်းလောကေအဘိဇ္ဇာဒေါမနတံဆိုတာကိုမြင်တဲ့အာယုံကိုဒီနေရာမှာလောကလို့ပြောတာမြတ်စွာဘုရားကမဟာတတိပဋ္ဌာန်သုတ်မှာအာယုံ၄မျိုးပေးထားတာကာယဝေဒနာစိတ်ဓမ္မလို့အာယုံ၄မျိုးပေးထားတာကိုယ်ခန္ဓာကိုယ်ထဲမှာရှိတာအဲ့ဒါကိုအစင်းအတန်အနာအယတာဒါတွေအကုန်ကာယတွေပဲလေအဲ့ဒီအာယုန်တွေနဲ့ပတ်သက်လာတဲ့အခါမှာခုနကဝိရိယရဲ့တတိရဲ့သမာဓိရဲ့ဒီတရား၃ပါးကို
တိုးတက်အောင်လှုပ်ထားလို့ရှိရင်အဲ့ဒီအာယုံပေါ်မှာအဘိဇ္ဇာမဖြစ်အောင်ဒေါမနတမဖြစ်အောင်ဖြစ်လာတဲ့အဘိဇ္ဇာဖြစ်လာတဲ့ဒေါမနတကိုဖယ်ရှားတာအဲ့ဒါကိုယ့်ကိုပြင်တာပဲကိုယ့်ကိုပြင်တယ်ဆိုတာအဲ့ဒီနီးမှတပါတခြားနီးမရှိဘူးเนาะအဲ့တော့ကိုယ့်ကိုအကောင်းဆုံးပြင်သွားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာပဲသောတာပန်ဖြစ်သွားကြတယ်တဂရဂံဖြစ်သွားကြတယ်အနာဂံဖြစ်သွားကြတယ်နောက်ဆုံးမှာကိုယ့်ကိုပြင်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်တွေကကောင်းရဘုံဘဝရောက်ကြတာပဲပြင်ဖို့ရမေ့နေတဲ့ပုဂ္ဂိုလ်တွေကဘဝတစ်ခုမှာကောင်းတာဖြစ်မလာနိုင်ဘူးတဲ့ဒါမို့အ ਨੇ ဆုံးကိုယ့်ကိုပြင်တာပြင်ရပြင်ပြီဆိုရင်ဗာနဲ့ပြန်ဝီရိယရဲ့သတိရဲ့သမာဓိရဲ့ဒီသုံးခုနဲ့ပြင်ရဖယ်ရှားပြရမှာပါတော့အဘိဇ္ဇာနဲ့ပြပါအဘိဇ္ဇာနဲ့ဒေါမနတအဘိဇ္ဇာဆိုတာဒီနေရာမှာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘကိုဆုံးလိုတာမဟုတ်ဘူးအာယုန်တစ်ခုပေါ်မှာလိုချင်တဲ့စိတ်နဲ့တွေးနေတာလောဘနဲ့တွေးတဲ့အတွေးကိုအဘိဇ္ဇာလို့ခေါ်တယ်လောဘနဲ့တွေးတဲ့အတွေးကြောင့်ကိုရလာလို့ဆိုရင်လူတွေကရလာလို့ရှိရင်ပြောတယ်မရဘူးသို့မဟုတ်ရပြီးသားလက်လွတ်ဆုံးရှုံးသွားရင်ဝမ်းနေတယ်ကြည်ကွဲတယ်စိုးရိမ်အဲ့ဒါကဒေါမနတရလို့မှုနဲ့စဉ်းစားတာလောဘနဲ့တွေးတာကအဘိဇ္ဇာရပြီးသားလက်လွတ်ဆုံးရှုံးသွားမှစိုးရိမ်တာကဒေါမနတအဲ့ဒီအဘိဇ္ဇာနဲ့ဒေါမနတနှစ်ခုကိုမြင်တဲ့အာယုံကြားတဲ့အာယုံနော်အနံ့ရတဲ့အာယုံလျက်ရတဲ့အာယုံထိတွေ့ရတဲ့အာယုံကြံတွေးသိရှိရတဲ့အာယုံတွေပေါ်မှာဒီနှစ်ခုကိုဖယ်ရှားပြစ်နိုင်မယ်ဆိုရင်ဒါကိုယ့်ကိုစောင့်ရှောက်ရရောက်တယ်လို့ဒီလိုပြောတာအဲ့ဒါကြောင့်မို့လို့ကိုယ့်ဘဝကိုယ်ပြင်ဆိုတာအဲ့ဒီနည်းနဲ့ပဲပြင်ရမှာပေါ့ဒါမို့မြတ်စွာဘုရားကအတ္တနင်စေပိယံစညာမိမိကိုချစ်ထိုက်တဲ့ပုဂ္ဂိုလ်ကိုယ့်ကိုချစ်တယ်လို့အသိမှပြုပြီးလူတိုင်းကတော့ကိုယ့်ကိုချစ်တယ်လို့ပြောကြမှာပဲကိုယ့်ကိုချစ်တယ်ဆိုတာတကယ်သိလို့ရှိရင်တဲ့ရခိယနံသူရခိတံစောင့်ပါတဲ့ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်ပါအဲ့ဒါလို့ထိမ့်သိမ်းဆောက်ရှောက်တဲ့ခံပါတဲ့တိဉ္ညာမညတရံယာမံပฏิစက္ခေယပဏိတောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတတိလက်လွတ်နေလို့အပြောအပားတွေလိုက်နေရလို့ငယ်ရွယ်သူမို့တတိမမူမီလို့ပထမအရွယ်မှာမဆောင်ရှောက်နိုင်မိဘူးဆိုရင်ဒုတိယအရွယ်မှာဆောင်ရှောက်ဒုတိယအရွယ်မှာမဆောင်ရှောက်နိုင်ဘူးဆိုရင်တတိယအရွယ်မှာဆောင်ရှောက်အောင်တတိယအရွယ်မှာမဆောင်ရှောက်နိုင်ဘူးကိုယ့်ကိုမပြင်နိုင်ဘူးဆိုလို့ရှိရင်ဒီဘဝအတွက်ဟာကောင်းကျိုးချမ်းသာရဖို့မရှိဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတတိယဘဝအရွယ်ကိုတတိယအရွယ်ကိုလွန်သွားတာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ဟာကိုယ့်ဘဝမှာဘာမှမြောက်လင်းချက်မရှိတော့အဆိုးတန်တရားနဲ့ပဲအဆုံးသတ်သွားလိမ့်မယ်ပေါ့အဲ့ဒီလိုနဲ့အဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေလောကမှာမရှိဘူးလားဆိုအများကြီးရှိအဲ့လိုပုဂ္ဂိုလ်ကပိုများတယ်နော်ကိုယ့်ကိုမပြင်နိုင်လို့ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့လဲဆိုအဝိစီငရဲကိုကြည့်အဝိစီငရဲကြတဲ့ထဲမှာလူသားတွေကပိုများလောက်တယ်တိရစ္ဆာန်တွေလည်းကြတော့ကြမှာပေါ့တိရစ္ဆာန်တွေလည်းကြတော့ကြမှာပေါ့သို့တော့လူသားတွေကြဖို့ရပိုများကြတယ်အဝိစီဆိုတဲ့အဓိပ္ပာယ်ကအဝိစီသူကငရဲရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာငရဲသားတစ်ယောက်နဲ့တစ်ယောက်ခြားမှာအကြားအလတ်မရှိအောင်လူချင်းကိုငရဲသားချင်းညှက်နေတယ်လို့ဆိုလိုတာအကြားအလတ်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ဝိစီဆိုတာအကြားအလတ်အဆိုတာမရှိဘူးဒါအဓိပ္ပာယ်တစ်ခုဆိုလိုတာကအဘူးထဲမှာအကလေးတွေထည့်ချင်တယ်အဘူးထဲမှာအကလေးတွေထည့်ထားလို့ရှိရင်အဲ့ဒီအကလေးတွေဟာတစ်ခုနဲ့တစ်ခုထိနေသည့်အတွက်ကြောင့်ဂျားဆိုတာမရှိဘူးပေါ့ပဲစီလေးတွေကိုဖန်မလင်းနဲ့ထည့်ထားရင်လည်းဂျားဆိုတာမရှိတော့ဘူးညတ်ထက်အဝိစီငရဲမှာတတ္တဝါတွေအဲ့လောက်များတယ်လို့ပြောတာနော်အဝိစီနောက်အဓိပ္ပာယ်တစ်ခုကဘာလဲဆိုရင်အဝိစီငရဲဟာမီးဟုံးဟုံးတောက်နေတဲ့ငရဲသူကမီးဟုံးတောက်နေတဲ့ငရဲအဲ့ဒီမီးဟုံးတောက်နေတဲ့ငရဲမှာမီးမလောင်တဲ့အချိန်တိုင်းလေးအခိုက်အတန့်လေးတောင်မရှိဘူးအမြဲမပြတ်ဒလဇက်မီးတောက်တွေက
မိတောက်တည်းရဲ့ဂျားမတောက်တဲ့နေရာဆိုတာမရှိဘူးတဲ့မတောက်တဲ့နေရာဆိုမတောက်တဲ့နေရာပြေးပြီးတော့ခိုလို့ရမှာပေါ့မီးမတောက်တဲ့နေရာဆိုတာတခုမှမရှိဘူးအကြားအလတ်မရှိဘူးအခိဇာလမီးလျံတို့ရဲ့အကြားမရှိလို့လေအဝီစိလို့ခေါ်တယ်ဟောနောက်တစ်ခုအကြားမရှိတာဘာတော့ဆိုရင်လူဘဝမှာတစ်ခါနော်ခေါင်းကိုက်တာတို့ခါကိုက်တာတို့ဆင်းရဲဒုက္ခတွေရှိတယ်ပေါ့ဝီစိငရဲမှာခန္ဓာကိုယ်ရဲ့ဒုက္ခဟာတစ်စက္ကန့်လေးမှဒီဒုက္ခတက်တာမရှိဘူးဒလဆက်ပဲအမြဲမပြတ်ဆင်းရဲဒုက္ခဖြစ်နေတာအဲ့ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခတွေရဲ့အကြားအလတ်ဆိုတာလည်းမရှိဘူးတဲ့ဟောအကြားအလတ်၃မျိုးခင်းတဲ့ငရဲကိုအဝိဇ္ဇငရဲလို့ခေါ်တာတတ္တဝါတွေရဲ့အကြားအလတ်မရှိဘူးမိလျံတို့ရဲ့အကြားအလတ်ကြားဆိုတာမရှိဘူးဆင်းရဲဒုက္ခတို့ရဲ့အကြားအလတ်ပြတ်ထဆိုတာမရှိဘူးအဲ့ဒါကြောင့်မို့လို့အဝိဇ္ဇအကြားအလတ်မရှိတဲ့ငရဲလို့မြတ်စွာဘုရားကတန်ယုတ္တနိကေထဲမှာဆိုရင်ဆလာယတနာဖတ်တငရဲဆိုပြီးတော့ဟောထားတာတစ်ခုရှိတယ်ယဟန်တွေကိုမြတ်စွာဘုရားအမိန့်ရှိတယ်จิตตယဟန်တို့လူဘဝရတယ်ဆိုတာမတန်ကံကောင်းကြတယ်တဲ့ဘာဖြစ်လို့ကံကောင်းလဲဆိုရင်မျက်စိကကောင်းတာလေးတွေမြင်ရတဲ့အချိန်ရှိတယ်တဲ့နားကလည်းตาရတဲ့အတန်လေးတွေနားထောင်ခွင့်ရှိတယ်နှာခေါင်းကလည်းမွေးကြိုင်တဲ့အနံကလေးတွေရတဲ့အချိန်ပိုင်းတွေရှိတယ်လျှာကလည်းကောင်းတဲ့အရာတွေခံစားနိုင်တဲ့ခန္ဓာကိုယ်ကလည်းကောင်းတဲ့အထီးတွေ့လေးတွေထီးတွေ့ရတာစိတ်ကလည်းကောင်းတဲ့အတွေးအကြံလေးတွေကြံစည်ခွင့်ရတာလူပြေမှာဆိုရင်မျက်စိနာနာလျှာကိုယ်စိတ်နဲ့ပတ်သက်ပြီးတော့အာယုံကောင်းလေးတွေကိုတက်တက်တာတာလေးနဲ့ခံစားနိုင်သေးတယ်အဲ့ဒီသဖတ်တာရဲ့တဏိကငရဲဆိုတာကြတော့တဲ့မျက်စိကမြင်သမျှလည်းပဲမကောင်းတာကြီးပဲအနိဋ္ဌာယုံတွေကြီးပဲမြင်တယ်ကြောက်စရာတွေလန့်စရာတွေစိတ်မချမ်းသာစရာတွေပဲမြင်တယ်တဲ့အဲ့ဒီမှာနားကကြားရတဲ့အတန်တွေကလည်းပဲအမတန်မှဆိုးဝါးတဲ့အတန်ကြီးတွေပဲကြားရမယ်နှာခေါင်းကအနံ့ရှူရတာလည်းအမတန်ဆိုးဝါးတဲ့အနံ့လျှာမှာပေါ်လာတဲ့အရာတာလည်းအလွန်ဆိုးဝါးတဲ့အရာတာခန္ဓာကိုယ်မှာထိတွေ့လာတဲ့အထိတွေ့ရလည်းအလွန်ဆိုးဝါးတယ်နော်စိတ်ထဲမှာပေါ်လို့ကြံတွေးလာတာဆိုတာလည်းအကောင်းတစ်ခုမှမရှိဘူးတဲ့အဲ့ဒါလောက်ထိအောင်အကောင်းကင်းပြီးတော့အဆိုးတွေကြီးဖြစ်နေတာငရဲအဲ့ဒီသဗ္ဗတယရဏိကငရဲဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့အဝိဇ္ဇငရဲကိုပြောတာပဲဒါကြောင့်မလို့အဝိဇ္ဇငရဲဆိုတဲ့ဒီငရဲကိုခန်းနေကြရတဲ့ပုဂ္ဂိုလ်တွေဟာဘာကြောင့်ငရဲခံရတာလဲလို့မေးကြည့်လိုက်လို့ရှင်လောဘကိုမထိန်နိုင်လို့ဒေါသကိုမထိန်နိုင်လို့မောဟမထိန်နိုင်လို့အကုသိုလ်စိတ်တွေကိုမထိန်နိုင်သည့်အတွက်ကြောင့်ဒီအကုသိုလ်တွေရဲ့အပြစ်ထံအရာဒုက္ခတွေခံရတာအဲ့တော့ကိုယ့်ကိုပြင်နိုင်တဲ့ပြင်မိုးရာဖြစ်တဲ့ကိုယ့်ကိုပြင်မိုးရာအတွက်ဝီရိယတို့တတိတို့တမာရီတို့ကဝီရိယတို့တတိတို့ပညာတို့ကအားနည်းသည့်အတွက်ကြောင့်ကိုယ့်ကိုပြင်နိုင်စွာမရှိဘူးလောဘကိုမဖယ်ရှားနိုင်ဘူးဒေါသကိုမဖယ်ရှားနိုင်ဘူးဒါကြောင့်မို့လို့အပယ်ကိုကြောက်စေတတ်တဲ့လောဘဒေါသတွေရဲ့စွမ်းအားကြောင့်ကိုယ်ဆန္ဒမရှိဘဲနဲ့အပယ်ငရဲဆိုကြောက်သွားကြရတယ်အပယ်ငရဲဆိုတာနဲ့ပတ်သက်ပြီးတော့ပါဠိစာပေမှာအပါယံဒုက္ကတေဝိနိပါတံနိရယံဆိုပြီးတော့စကားလုံး၄လုံးကိုသုံးထားတာရှိတယ်အဲ့ဒီစကားလုံး၃လုံး၄လုံးကအပယ်၄ပုံကိုရည်ညွှန်းတဲ့အခါရည်ညွှန်းတယ်တခါတရံကျတော့အဲ့ဒီငရဲပုံကိုရည်ညွှန်းတာလည်းရှိတယ်အပါယဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်အပအာယအာယဆိုတာချမ်းသာဒုက္ခမရှိလို့အပါယလို့ခေါ်တာအမတ္တမဆင်းရဲဒုက္ခတွေအတိအမတ္တမများတယ်နောက်တနည်းကတော့အာယဆိုတာဒီအပအာယချမ်းသာဒုက္ခတွေကကင်းကွာတယ်နောက်တနည်းကတော့ကုသိုလ်စိတ်ဖြစ်မှုကကင်းကွာတယ်အားနည်းတယ်ကုသိုလ်စိတ်ဖြစ်ဖို့မရှိဘူးဒါကြောင့်မလို့အပါယလို့ခေါ်တာဒုက္ခတိဆိုတာဒုက္ခတဂတိတဲ့ဆင်းရဲဒုက္ခတွေကြီးပဲဖြစ်တယ်ဒုက္ခဆိုတာမလာဘူးဒုက္ခတွေကြီးပဲလာတယ်ဒါကြောင့်မို့ဒုက္ခတိအပါယဒုက္ခတိဝိနိပါဒဆိုတာနိပါဒဝိဆိုတာကိုယ့်ရဲ့ဆန္ဒမပါဘဲနဲ့ကိုဖြစ်ချင်တာဒါဖြစ်တာကတခြားနော်
လောကမှာလူဘဝမှာကိုဖြစ်ချင်တာလေးတွေဖြစ်ခွင့်ရှိသေးတယ်လေငရဲကြတော့ကိုဖြစ်ချင်တာကတစ်မျိုးဖြစ်နေတာကတစ်မျိုးအဲ့ဒါကိုပြောတာဝိနိပါဒဆိုတာကိုယ့်ရဲ့ဆန္ဒလုံးဝနဲ့မကိုက်ညီတဲ့ဖယိုဖယဲဖြစ်နေမှုတွေနဲ့ကြုံတွေ့ရတယ်လို့နော်ဝိနိပါဒကိုယ့်ရဲ့ဆန္ဒမပါဘဲနဲ့ဖယိုဖယဲပြိုကွဲလဲကြခြင်းဆိုတဲ့အနေအထားမျိုးနဲ့ဒီအဓိပ္ပာယ်ကိုဝိနိပါဒလို့ပြောတာနိရယဆိုတာနိအယအဲ့ဒီမှာလည်းပဲတတဝယ်ဖြစ်တဲ့ဒုက္ခဆိုတာလုံးဝရှာမတွေ့လို့လုံးဝဒုက္ခကင်းတဲ့ဘုံလို့ဒီလိုဆိုလို့တယ်အဲ့တော့အပယ်လေးဘုံသို့မဟုတ်ငရဲဘုံဆိုတာတခုမှကောင်းတာမရှိဘူးအဲ့ဒီမရှိတဲ့ဘုံကိုဘယ်သူကနေဆောင်ကျင်းသွားတာတုံးလို့ဆိုရင်ခုနကလောဘဒေါသမောဟတွေကဆောင်ကျင်းသွားတာပဲအဲ့ဒီလောဘဒေါသတွေဟာကိုယ်ကမထိန်နိုင်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်ကိုလွှမ်းမိုးပြီးတော့သွားပြီဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တွေဒုက္ခရောက်တော့တာပဲပေါ့ကြည့်ရှင်ဒေဝရကြီးကိုကြည့်အမတန်ထင်ရှားတဲ့တာရကတစ်ခုရှင်ဒေဝရဆိုတာအလုံးသိတဲ့အတိုင်းမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲတော်တယ်မြတ်စွာဘုရားကသုတ္တရဏမင်းကြီးရဲ့သားရှင်ဒေဝရကဒီသုတ္တရဏမင်းကြီးဒီမြတ်စွာဘုရားကသုတ္တရဏမင်းကြီးနဲ့မေရောမာယာတို့ရဲ့သားတော်ရှင်ဒေဝရရဲ့အဖေကမေရောမာယာရဲ့မောင်သုပ္ပဗုဒ္ဓအဲ့တော့မေရောမာယာနဲ့သုပ္ပဗုဒ္ဓတို့ကမောင်နှမအရင်ကြီးမောင်နှမအရင်မွေးထားတယ်လို့ဒီလိုပြောရမှာမောင်နှမအရင်မွေးထားတာပြီးတော့ရတောရယာရဲ့မောင်အရင်ပေါ့အဲ့ဒါလို့မျိုးရိုးဟာအမတန်မှကောင်းပါရဲ့တန်းနဲ့မူလစိတ်ထားမှန်ကန်တဲ့အချိန်တုန်းကတော့သူလည်းမင်းသားပဲပညာတတ်ပဲအညံ့သားမဟုတ်ဘူးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပဲမြတ်စွာဘုရားဘုရားဖြစ်လို့ရောက်တဲ့အခါမှာတာဂရိမင်းသား6ယောက်သင်္ကန်းဝတ်တဲ့ထဲမှာသူပါတယ်ရှင်အာနန္ဒာတို့နဲ့တူတူသာသနာပေါ်ဝင်လာတာအဲ့ဒီတိအောင်သူကလူတော်လူကောင်းတစ်ယောက်ပဲရှင်အာနန္ဒာတို့နဲ့တူသာသနာပေါ်ဝင်လာတဲ့အချိန်မှာရှင်အာနန္ဒာကပထမရောက်စဝါမှာပဲသောတာပန်ဖြစ်သွားတယ်ရှင်ဒေဝရကတော့သူကပုရုဇဉ်ဘဝနဲ့ပဲတကောဣတိပတ်တွေရသမထကျင့်စဉ်တစ်ခုကိုကျင့်လို့ဇံဘိညာဉ်တွေရလူညံ့မဟုတ်ဘူးနော်လူညံ့မဟုတ်ဘူးမျိုးရိုးလည်းကောင်းတယ်အသိဉာဏ်လည်းရှိတယ်အဲ့ဒါလို့ဖြစ်သွားရကသူ့စိတ်ကိုသူထိမ့်ဖို့ရမထိမ့်လို့ဖြစ်သွားတာကိုယ့်ကိုမပြင်လို့တကယ်သူမျိုးရိုးအကောင်းနော်မျိုးရိုးကောင်းဇံဘိညာဉ်တွေတောင်ရတယ်တကောဘိညာဉ်တွေနဲ့သူပြည့်စုံတယ်သူ့စိတ်ထဲမှာဘာဖြစ်လာသလဲလို့ဆိုလို့ရှိရင်သူအားမလို့အားမရဖြစ်လာတာကတခြားမဟုတ်ဘူးမြတ်စွာဘုရားနာမှာအရေးပေးခံရတာကရှင်သာရိပုတ္တရာတို့ရှင်မောက္ခလန်တို့ပဲဘာလို့လဲဆိုသူတို့ကလည်းစုကြည်ပန်လာတဲ့ပုဂ္ဂိုလ်တွေလေဒီနေရာရောက်အောင်စုပန်ပြီးတော့ပါရမီဖြည့်လာတဲ့ပုဂ္ဂိုလ်တွေပဲအဲ့ဒီမှာသူကသူ့ကိုပဲအရေးပေးစေချင်တာကိုအဲ့တော့သူကအရေးပေးလောက်တဲ့အဆင့်ကမရှိဘူးအဲ့တော့ကိုယ်အဆင့်ကိုမသိပဲနဲ့သူကဘာလောက်လာလဲလို့ဆိုရင်မြတ်စွာဘုရားကသူ့ပေါ်မှာအရေးမပေးဘူးဆိုပြီးတော့စိတ်ကဘုရားပေါ်မှာအတေးအမှတ်တွေဖြစ်လာအတေးအမှတ်တွေဖြစ်လာတရားဓမ္မတွေကလည်းပဲဘုရားကြောင်းတော်လာလို့ရှိရင်မြတ်စွာဘုရားကိုဖူးပြီးရင်ဘယ်မှာတော့ရှင်သာရိပုတ္တရာဘယ်မှာတော့ရှင်မဟာမောက္ခလန်နဲ့ဒီပြင်ပုဂ္ဂိုလ်တွေဒါမေးပြီးတော့တွားရောက်ကြောကြတယ်ဘယ်မှာတော့ရှင်ဒေဝရလို့မေးမဲ့ပုဂ္ဂိုလ်ကမရှိဘူးအဲ့ဒါတွေကသူ့အဖို့ခံမြင်စရာတွေဖြစ်လာတယ်ပေါ့အဲ့ဒါတွေကိုသူစိတ်ထဲမှာမထားဘဲနဲ့ကိုတရားကိုနှလုံးသွင်းမဲ့ဆိုရင်ဒီလိုအဖြစ်မျိုးရောက်မှာမဟုတ်ဘူးသို့တော့သူကအဲ့ဒါလိုစိတ်ဓာတ်တွေကရှိလာတဲ့အခါကျတော့မြတ်စွာဘုရားကလည်းငါ့ကိုအလေးမပေးဘူးပေါ့တရားဓမ္မတွေလည်းငါ့ကိုမသိကြိုးကြုံပြုတယ်အဲ့ဒီမှာစိတ်ဓာတ်ကဘယ်လိုဖြစ်လာတော့ဆိုလို့ရှိရင်နာမည်ကြီးခြင်းတဲ့စိတ်တွေမကောင်းတဲ့အတွေးအခေါ်တွေဝင်လာနောက်ဆုံးဘယ်လောက်ထိအောင်ဖြစ်လာတော့ဆို
မြတ်စွာဘုရားကပရိသတ်အလယ်မှာတရားဟောနေတဲ့အချိန်မှာတက်ပြီးတော့ဘုရားကိုသွားပြီးတော့တောင်းဆိုတယ်သူကမတောင်းဆိုတော့ဆိုမြတ်စွာဘုရားအသက်ကြီးပြီပေါ့အဲ့ဒီအချိန်မှာတက်တော်80ကျော်သွားတဲ့အချိန်မှာဘုရားကိုရှင်ဘုရားအသက်ကြီးပြီတန်ခါပရိသတ်ကိုသူ့လွှဲပါအဲ့လောက်ထိအောင်သူကဖြစ်ချင်လာမအောင်နိုင်တော့ဘူးတက်ပြီးတော့တောင်းဆိုတဲ့အခါမှာမြတ်စွာဘုရားကမှတ်လောက်သားလောက်အောင်သူပြောလိုက်တဲ့စကားလေးကသူ့စိတ်ထဲမှာနာကျည်းသွားတယ်ဘုရားကဘာပြောတာလဲဆိုသူများထွေးတဲ့တွေးကိုမင်းမမျိုးခြင်းမနဲ့လို့သာရိပုတ္တရာမောဂလန်တို့တောင်ငါတန်ခါပရိသတ်ကိုမလွှဲတာဘာဖြစ်လို့မင်းတို့အည်ချင်းနဲ့တန်ခါပရိသတ်လွှဲလို့ဖြစ်မှာတော့လို့အဲ့ဒါလို့မိတ်လိုက်တဲ့စကားတစ်ခုဟာသူ့အတွက်မှာနာကြီးစရာကြီးဖြစ်သွားတယ်ပေါ့အဲ့ဒါလို့စိတ်ဓာတ်ဟာသူ့စိတ်ဓာတ်မမှန်မကန်နေဖြစ်လာပြီးတော့နောက်ဆုံးမှာဘယ်လောက်ထိအောင်ဖះပေါ်မှာရံညိုးတွေဖြစ်လာတော့ဆိုရင်ဖះကိုအသေးသက်ပြီးတော့သူကိုယ်တိုင်ဖះလုပ်ပဲဆိုတဲ့စိတ်ဓာတ်တွေပါဝင်လာပြီးတော့ကြိုးစားအားလုပ်တာအဲ့ဒါလိုလုပ်ရင်ကနေနောက်ဆုံးမှာသူလုံးသမျှတွေဟာဘာမှမအောင်မြင်ဘူးမအောင်မြင်တဲ့အခါကျတော့မှယောဂဝေဒနာတွေဖြစ်လာတယ်နောက်ဆုံးအချိန်ယောဂဝေဒနာဖြစ်တဲ့အခါသူကသူပြန်စဉ်းစားတယ်ငါကသာရံညှိုးဖွဲ့တယ်ဘုရားဂေါရမကသူ့ဘောမှာရံညှိုးဖွဲ့တာမရှိဘူးငါအမှားငါဝန်ချမယ်လို့သွားတော့နောက်ကျသွားပြီပေါ့ခုချိန်တည်းအောင်ငရဲမှာခန်းနေရရှာတယ်ပေါ့ကိုယ့်ကိုမပြင်းဘူးဆိုလို့ရှိရင်ဘဝတစ်ခုဟာဒီလိုနေမွန်းသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားတာရှိတယ်တခါတရံကြလို့ရှိရင်ကိုယ့်ရဲ့အောင်မြင်ပြည့်စုံမှုကိုဆင်ញင်သင့်တယ်လို့တခါတရံကြတော့ကိုယ့်ရဲ့ပျက်စီးမှုကိုလည်းဆင်ញင်သင့်တယ်အခြေအနေကောင်းတာကိုသာဆင်ញင်ရမှာမဟုတ်ဘူးအခြေအနေဆိုးနေလို့ရှိရင်လည်းဆင်ញင်ရမယ်လို့ပြောတာဘာဖြစ်လို့လဲဆိုမဆင်ញင်ရင်မသိဘူးပေါ့ဆင်ញင်မှပဲသိမယ်အေးဒါကြောင့်မို့မြတ်စွာဘုရားဒီဒေသနာတော်တွေဟောတာဟာလူတိုင်းလိုက်နာဖို့ရအတွက်ကိုတကယ်ချစ်တယ်ဆိုရင်ကိုနဲ့အောင်မလုံးနဲ့ကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်အရွယ်သုံးပါးထဲမှာတစ်ပါးပါကိုဧကန္ဒိဋ္ဌပြုပြင်ကြရမှာဖြစ်တယ်မပြင်းဘူးဆိုလို့ရှိရင်ဘဝတစ်ခုကနေမွန်းသွားနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒီထဲမှာမြတ်စွာဘုရားလက်ထက်တုန်းကကိုမပြင်းနိုင်လို့နေမွန်းသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အခြေအနေကောင်းတွေဟာအမြဲတမ်းအခြေအနေကောင်းနေမှာမဟုတ်ဘူးလူတိုင်းမှာအခြေအနေကောင်းတာလေးတွေရှိနိုင်တယ်ပေါ့လူတွေမှာအခြေအနေကောင်းတွေရှိနေကောင်းမြတ်တဲ့အခြေအနေလေးတွေဟာမလုပ်ဘူးဆိုလို့ရှိရင်ပျက်စီးသွားနိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဇာလန်းလေးတစ်ခုကိုသင်ခန်းစာယူအောင်ဘုန်းကြီးတို့တွေမှတ်သားတဲ့နေတယ်ဗာရဏသီပြည်ကဇာလန်းလေးဗာရဏသီဆိုတာဒီကနေ့အထိအောင်နဲ့ဗာရဏသီလို့ပဲခေါ်တယ်အိန္ဒိယနိုင်ငံမှာဗာရဏသီပြည်ဆိုတာအဲ့ဒီဗာရဏသီပြည်မှာဂရေ80ကျွယ်ဝတဲ့တထေသားတယောက်ရှိတယ်အမှန်တမ်းချမ်းသာတယ်မိဘနှစ်ပါးကစိတ်ကူးလွဲသွားတယ်ပေါ့စိတ်ကူးလွဲသွားတယ်မိဘတွေလည်းတတိထားเสียပေါ့သင်္ကန်းစာယူရပစ္စည်းဥစ္စာတွေများလို့ရှိရင်တို့သားသမီးဟာဘာမှလုပ်เสียမလိုဘူးတို့တစ်သက်မကဘူးနှစ်သက်စားနိုင်တယ်တို့ဘာလို့ဒီလိုအတွေးတွေဝင်လာပြီးတော့သားသမီးဆင်းရဲတာကိုဘယ်မိဘမှမမြင်ညင်ကြဘူးအဲ့တော့မမြင်ညင်တဲ့အခါကျတော့ဒီသားလေးကိုအရေးတကြီးနဲ့တို့မှပစ္စည်းဥစ္စာတွေလောက်ချမ်းသာလာသူ့ကိုဘာပညာမှသင်ပေးเสียမလိုဘူးပေါ့သူပြောသလိုနေပါစေဆိုပြီးတော့ခုခေတ်တို့ဆိုရင်တော့ဂီတာတို့စန္ဒယာတို့စောင်းတို့ဒါပဲတင်ပေးပြီးသချင်းဆိုခိုင်းပေါ့ဒါပဲပေါ့အဲ့ဒါလိုပြောပါနေရလောက်အောင်နေရအောင်ပညာသင်မပေးဘူးကြိုက်တယ်လို့နေဒီလိုထားကြတယ်အဲ့ဒါလည်းမိဘတွေရဲ့အမှားတစ်ခုပဲပေါ့ဟောနောက်တထေးသမီးတယောက်လည်းရှိတယ်သူ့အမေဖေတွေကလည်းဂရေ80ကျွယ်ဝနေတဲ့ငွေကြေးတွေရွှေတွေမဟုတ်ဘူးရွှေတွေငွေတွေချမ်းသာသူတို့ကလည်းအဲ့လိုစဉ်းစားတယ်တို့မှအမွေခံသားသမီးဆိုတာဒီသမီးလေးပဲရှိတယ်
သူတက်တက်စားလို့မကုန်ပါဘူးသမီးလေးဘာမှလုပ်ဆရာမလိုဘူးဆိုသူပြောသလိုနေပါစေဆိုထားတာသူတို့လည်းကံချင်းဆုံညင်တဲ့အခါကျတော့ပစ္စည်းချမ်းသာတဲ့မိဘနှစ်ဦးကသူသားနဲ့သူသမီးတထေးတွေကြီးပဲလက်ထပ်ပြီးတော့ပေးလိုက်တယ်တယောက်ကအသိပညာရှိရင်တော်သေးတယ်နှစ်ယောက်စလုံးကဘာမှမတတ်တာလေးကြီးပဲသွားပေါင်းနော်ဒီလောကမှာပညာအမွေဟာအမတန်မှအရေးကြီးတယ်ပေါ့ပညာမရှိဘူးဆိုလို့ရှိရင်လူကမှန်မှန်ကန်ကန်မစဉ်းစားတတ်ဘူးအဲ့တော့သမီးဘက်ကဇနီးဘက်ကဂရေ80သူ့ဘက်ကဂရေ80ဂရေပေါင်း160ချမ်းသာသူတို့အဲ့လိုဂရေ160ချမ်းသာပြီးတော့မိဘနှစ်ပါးမျက်ွယ်ပြုတ်သွားတာဟိုဘက်ကရောနှစ်ဖက်မိဘတွေမျက်ွယ်ပြုတ်သွားတဲ့အခါကျတော့မိဘတွေရှိတုန်းကတော့မိဘတွေကဒါတွေကိုတိုးပွားအောင်ကြိုးစားလုပ်ကင်ပြီးတော့ပေးတယ်ပေါ့ပစ္စည်းဥစ္စာတွေမပြောင်းမပြဲအောင်ထိန်းသိမ်းဆောက်ရှောက်တယ်ကြီးပွားတိုးတက်အောင်လုပ်တယ်အယောင်းဝယ်တွေနဲ့ဆိုင်ရာအုပ်ချုပ်ပြီးတော့ management ပညာရှိတာပေါ့သူတို့ကအယောင်းဝယ်နဲ့ပတ်သက်တဲ့ပညာတွေနဲ့လုပ်ပြီးသူတို့ကြတော့အဲ့ဒီပညာရကလုံးဝမရှိဘူးအသုံးသက်သက်ပဲသူတို့မှာအသုံးသက်သက်ပဲဇနီးလုပ်တဲ့လူကလည်းဘာမှနားမလဲဘူးသမီးလုပ်တဲ့ဒီတထေးလုပ်တဲ့လူကလည်းယောက်ျားလုပ်တဲ့လူကလည်းဘာမှနားမလဲဘူးအဲ့တော့နားမလဲလို့အေးအေးဆေးဆေးထိုင်စားရင်တော့အကြောင်းမဟုတ်ဘူးနားမလဲတဲ့လူကြတော့တနေ့ကြတော့ဘာလုပ်လဲဆိုရင်မကောင်းတဲ့အပေါင်းအသင်းဆိုတာအမတန်မှလူတွေဟာကြိတ်နေကြတယ်မကောင်းတဲ့အပေါင်းအသင်းဆိုတာပေါ်လာတတ်တယ်တနေ့ကျတော့အဲ့ဒီတထေးဘုရင်စီခါစားသွားတဲ့အခါမှာလမ်းမှာအမြဲတမ်းဝိစေဝါတွေတောက်စားလို့အယက်သေးစားတောက်စားတဲ့လူတစုကဒီတထေးကိုသွေးဆောင်ကြတာပေါ့အယက်တောက်အောင်တိုက်တွန်းကြတာကြည့်လေဒါမျိုးကအမတန်မှပေါ်တယ်နော်တစ်ခွက်လောက်တော့တခါခံမဲ့လူတွေပြည့်ခုခေတ်လည်းအဲ့ဒါမျိုးတခါခံတဲ့လူကပြည့်အိုးဒါမပါရင်ပဲဒီလူရမဝင်ဘူးလို့ပြောအလုံးမဖြစ်ဘူးလို့ပြောနဲ့ဒီလိုပြောတဲ့လူတွေကလည်းအများကြီးပဲရှိတယ်အဲ့ဒီဘက်ကိုမနေ့ကတော့ဆွမ်းလာကတ်တဲ့တခါကြီးတယောက်ရှိတယ်သူ့ကိုဒါလေးတော့ခမရတောက်ပါလို့ကျွန်တော်ကမတောက်ပြရစေနဲ့လို့ပြောမြတ်ဒီလောက်လေးတောက်ရုံနဲ့ဘလောက်မှမဖြစ်ပါဘူးပေါ့နော်ဒါလေးကတောက်တဲ့နေပေါ့ဆိုပြီးတော့အဲ့ဒါလို့သူ့အပေါင်းအသင်းတွေကသူ့ကိုအရက်တောက်ဖို့ဆွဲတရားဟောတဲ့အကြောင်းလေးတောင်ပြောသေးတယ်လောကမှာအဲ့ဒါလို့တွေရှိတယ်ပေါ့အဲ့ဒီယသမားတစုကဒီတထေးကိုဆွဲကြတာပထမမတောက်တဲ့မစားတတ်တဲ့ပုဂ္ဂိုလ်ဟာသူတို့ဆွဲကောင်းတာနဲ့မြည်ကြည့်လိုက်တယ်မြည်ကြည့်လိုက်တဲ့အခါမှာသဘောကျသွားပြီးတော့နောက်ကြတော့ပထမတော့သူတို့ကအလကားတိုက်တာပေါ့နောက်ကြသူကပတ်စံထုတ်ရပတ်စံထုတ်တာတနည်းနည်းကနေပြီးတော့လူစုလူဝေးနဲ့တောက်တယ်တောက်ရုံနဲ့မကားဘူးနောက်ကြတော့အဆိုတွေအကတွေအပျော်ပါးတွေနဲ့တခါတည်းပါလာတယ်ပန်းကုံစွတ်ဓာရီဘာတွေလဲပါလာမှာပေါ့နော်အဲ့ဒါလို့ပတ်စံကုံမဲ့ကိစ္စတွေအများကြီးဝင်လာတယ်အဲ့ထက်ကြီးကျယ်လာတယ်ပေါ့တဖြည်းဖြည်းအဲ့လိုကြီးကျယ်လာတာသုံးလိုက်ဖြုံးလိုက်တာဂရေ160သူတို့အနှစ်340လောက်သုံးတဲ့အခါကျကုန်တာပေါ့ဒါတစ်နှစ်တော့မကုန်ဘူးပေါ့နောက်ထပ်လည်းဝင်တာမရှိဘူးရှိတာတွေကိုသုံးလိုက်ဖြုံးလိုက်တာကုန်သွားတယ်သူ့ဘက်ကပါတဲ့ဂရေ80ကုန်သွားတော့ဇနီးဘက်ကပါတဲ့ဂရေ80ကိုဆက်သုံးတယ်မရဘူးရလို့လည်းမရတော့ဘူးအဲ့ဒီချိန်မှာအဲ့ဒီကနေသုံးလိုက်တာပတ်စံနေကုန်သွားပြီဆိုတဲ့အခါဘာလို့တော့သူပိုင်တဲ့မြေတွေရှိတယ်ဥယျာဉ်တွေရှိတယ်ခြံတွေရှိတယ်အိမ်တွေယာတွေရှိတယ်အဲ့ဒါတွေရောင်းတယ်သုံးတယ်နောက်ဆုံးကြတော့နေတဲ့အိမ်တောင်ပေါင်ပြီးတော့သုံးတာလေသူနေတဲ့အိမ်တောင်ပေါင်လိုက်တယ်ပေါင်လိုက်တဲ့အခါကျတော့အပေါင်ကဆုံးသွားအ
အပေါင်းဆုံးတော့အိမ်ပေါင်းခံတဲ့လူကသူ့ကိုနှင်ချတော့တာပေါ့နောက်ဆုံးကြကျွေးတွေပေးရမယ့်လူကလည်းသူ့ကျွေးမပေးတော့ဘူးပျက်စီးသွားပြီလေအဲ့လိုကျွေးမပေးကြတော့ဘူးအားလုံးနောက်ဆုံးကြတော့သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာအဝတ်ထထဲကိုတစ်ခုနဲ့ထမင်းကွက်ကလေးကင်ပြီးတော့အိမ်မော်ကနေဆင်းပေးရတဲ့အဆင့်ရောက်သွားတာဒါတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပြက်တစ်ခုပဲပေါ့အဲ့ဒါလို့ဖြစ်သွားတဲ့အခါမှာတာဝတိမြို့ထဲမှာဟိုအိန္ဒိကပေးတဲ့ထမင်းညာဟင်းညာလေးတွေနဲ့တောင်းစားပြီးတော့နော်တထေးဘဝကနေအဲ့ဒီလိုအခြေအနေဆိုးသွားတာဒီနေ့ကျတော့မြတ်စွာဘုရားဆုံးခံတာသူတို့မြင်တယ်အတော်ဆင်းရဲဒုက္ခရောက်ပြီအဲ့ဒီအချိန်ကျတော့သူတို့နှစ်ယောက်စလုံးဟာဖိုးကြီးဖွားကြီးဖြစ်နေညှော်လင်းချက်ကမရှိတော့ငယ်ပဲသူဆိုရင်ပြန်ပြီးစီးပွားရေးထူထောင်လို့ရအောင်မယ်ပညာကတော့မရှိဘူးအဲ့ဒီအချိန်မှာသူတို့ကအရွယ်လွန်နေတဲ့အဖိုးကြီးဖွားကြီးတွေဖြစ်သွားကြတယ်သုံးလိုက်ဖြုံလိုက်တာအဖိုးဖွားဖြစ်တဲ့အချိန်မှာကုံနံနဲ့သွားကြိုက်အဲ့ဒါလို့တောင်းစားရတဲ့အခြေအနေရောက်တာကိုမြတ်စွာဘုရားမြင်တော့ရှင်အာနန္ဒာကိုပြောတယ်အာနန္ဒာတွေ့လာဟုတ်ဖိုးကြီးနဲ့ဖွားကြီးတာမန်မဟုတ်ဘူးမင်းဒီမျိုးကတထေးကြီးအဲ့ဒါဒီမျိုးကတထေးသူ့ဘက်ကလည်းပဲဂရေ6ဂရေ80ကျွယ်ဝတယ်သူဇနီးဘက်ကလည်းဂရေ80ကျွယ်ဝတယ်အဲ့ဒါတွေကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ခြင်းမရှိကိုယ့်ကိုယ်မပြင်းလို့အပျော်ပါနဲ့သုံးလိုက်ဖြုံးလိုက်တာသူ့ဘဝမှာအနည်း50လောက်ကြာတဲ့အခါမှာရှိသမျှတွေကုန်ပြီးတော့အခုဒီဘဝရောက်သွားတာတဲ့အဲ့ဒီမှာမြတ်စွာဘုရားဟောတာလေးကိုတတိထားဖို့လိုအပ်တာဒီတထေးဟာတဲ့သူ့မိဘတွေရဲ့အမွေပစ္စည်းတွေနဲ့ပထမအရွယ်မှာအယောင်းဝယ်လှုပ်လိုက်မယ်ဆိုရင်ဒီမျိုးမှာပထမတန်းတထေးကြီးဖြစ်မှာပထမအရွယ်မှာလှုပ်ရင်ပထမတန်းတထေးကြီးဖြစ်မယ်တဲ့သာသနာပေါင်းဝင်ပြီးတော့တရားဓမ္မကျင့်မယ်ဆိုရင်ယဟနာဖြစ်မယ်ဟောဒီလိုဆိုလို့လားဇနီးလှုပ်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီပထမအရွယ်မှာတရားနှလုံးသွင်းမယ်ဆိုရင်အနာဂံဖြစ်နိုင်တယ်အဲ့ဒါလည်းကုံသွားရောဒုတိယအရွယ်ရောက်သွားတယ်ဆိုပါတော့ပထမအရွယ်ဆိုတာအသက်33နှစ်34နှစ်ကနေပြီးတော့66နှစ်အထိဒုတိယအရွယ်ပေါ့အဲ့ဒီဒုတိယအရွယ်မှာပထမအရွယ်မှာမရှာနိုင်လို့ဒုတိယအရွယ်မှာစီးပွားရှာမယ်ဆိုရင်ဒုတိယတန်းတတိဖြစ်နိုင်သေးတယ်အဲ့ဒါဘာကိုပြတာတုံးဆိုတော့လူဟာအသက်ကြီးလာလေဆုပ်ယုပ်သွားလေဆိုတာကိုလည်းတန်ဝေကယူစရာတစ်ခုပေါ့နော်အသက်အရွယ်ကြီးလာရင်တန်ဖိုးလည်းကြသွားတတ်တယ်ပေါ့အဲ့တော့ဒုတိယတန်းတတိဖြစ်နိုင်တယ်တဲ့တရားဓမ္မအားထုတ်မယ်ဆိုရင် तू ကအနာဂံဖြစ်ပြီးတော့သူဇနီးကသဂရဂံလောက်တော့ဖြစ်နိုင်သေးတယ်ဟောဒုတိယအရွယ်ရောက်တဲ့အခါမှာအဆင့်တစ်ခုယော့သွားတယ်နော်66နှစ်ကနေ68နှစ်ကနေစပြီးတော့69နှစ်ဒါတတိယအရွယ်လို့ခေါ်တယ်အဲ့ဒီတတိယအရွယ်ရောက်တဲ့အချိန်မှာတဲ့သူအတိတရားဝင်ပြီးတော့စီးပွားဥစ္စာတွေပြန်ကြိုးစားလိုက်မယ်ဆိုရင်တတိယတထေးလောက်တော့ဖြစ်နိုင်သေးတယ်တတိယဓာန်တထေးလောက်တော့ဖြစ်နိုင်သေးတယ်သာသနာ့ဘဝမှာဝင်ပြီးတော့ယဟန်တရားအထုတ်မယ်ဆိုရင်တဂရဂံလောက်တော့ဖြစ်အောင်မယ်သူဇနီးကသောတပန်လောက်ဖြစ်နိုင်သေးတယ်အခုတော့အိုမင်းမစွမ်းဖြစ်သွားကြပြီတဲ့ပထမအရွယ်လဲကုံသွားပြီဒုတိယအရွယ်လဲကုံသွားပြီတတိယအရွယ်လဲကုံသွားပြီအရွယ်သုံးပါးကုံသွားတဲ့အခါမှာဘာဖြစ်လဲလို့ဆိုရင်နော်မြောက်တစ်ကိုင်းလို့ကက်တောင်ကျွတ်ဆိုတာကြားဦးကြလိမ့်မယ်မဟာစကားမြောက်ဟာတစ်ကိုင်းလွတ်သွားရင်ပြီးပြီလေမျောလင်းချက်မရှိတော့ဘူးငှက်ဟာအတောင်ကျွတ်သွားတဲ့ငှက်ဟာလည်းမျောလင်းချက်မရှိဘူးလေအတောင်တွေကျွတ်နေလို့ရှိရင်ဘယ်လိုလုပ်ပြန်နိုင်တော့မှာတော့အဲ့ဒါကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကသင်္ကန်းစာယူဖို့ဆိုပြီးတော့ယဟန်တွေကိုဟောတယ်အစရိတဝဗျမစရိယံအလတ္တယုပနိထနအရွယ်ကောင်းတဲ့အချိန်မှာစီဝါဥစ္စာရှာအရွယ်ကောင်းတဲ့အချိန်မှာတရားကျင့်ဒီနှစ်ခုကအရွယ်ကောင်းဆုံးလုပ်ရတယ်စီဝါရှာတာလည်းအရွယ်ကောင်းဆုံးပဲလုပ်ရမယ်
ပထမအရွယ်ဟာအမြဲတမ်းကောင်းတယ်ပထမအရွယ်မှာစီးပွားရှာရမယ်ပထမအရွယ်မှာတရားရှာရမယ်မြတ်သောကျင့်ကျင့်တယ်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားနဲ့ခုနကပြောရတဲ့ကိုယ့်ကိုပြုပြင်တာကိုပြောတာနော်မြတ်သောကျင့်ကိုကျင့်အဲ့ဒါလို့ပထမဒီအရွယ်ကောင်းတဲ့အချိန်လေးမှာပစ္စည်းဥစ္စာလည်းမရှာဘူးကိုယ့်ကိုယ်လည်းပြင်ဆင်မှုမလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်ဒီငါးတွေကုံသွားတဲ့ရေအိုင်လေးထဲမှာရေအိုင်လေးနားမှာရေအိုင်ထဲကငါးလေးတွေကိုဖမ်းစားပြီးတော့နေတဲ့ချိုးကြငှက်ကြီးတွေဟာအတောင်ကျွတ်သွားတာနဲ့တပြိုင်နက်သူတို့ကထပြီးပြန်နိုင်ခြင်းမရှိတော့ဘူးရေကန်ထဲကငါးတွေလည်းကုန်ပြီသူတို့မှလည်းအတောင်ကျွတ်နေပြီတခြားပြောင်းစရာလည်းအချိန်မရှိတော့ဘူးအဲ့ဒီအတောင်ကျွတ်သွားတဲ့ငှက်ကြီးတွေဟာကြမ်းမှန်ပြီးနောက်ဆုံးမှသေဝဲဝင်ရတယ်လို့ပဲလို့ဘဝတစ်ခုဟာဘာမှလုံးမရတော့တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်တဲ့ဒီလိုဆိုလိုတာနော်ခိနမစ္စေဝပန့်လက်လေအဲ့ဒါလို့ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့အကြောင်းတရားတွေလူဟာကိုယ့်ဘဝကိုပြင်ပြီးတော့စီးပွားရှာရမယ်အချိန်စီးပွားရှာရမယ်ကိုချင်းတရားကောင်းအောင်ပြုပြင်ပြီးတော့တရားရှာရမယ်အချိန်တရားရှာရမယ်အဲ့ဒီနှစ်ခုမှမလုပ်ဘဲနဲ့အရွယ်သုံးပါးကိုကုံလွန်သွားစေမယ်ဆိုလို့ရှိရင်ဘဝဟာဆုံးရှုံးနေတာခြင်းနဲ့ပဲရင်ဆိုင်ရမယ်ဒီဘဝမှာဆုံးရှုံးသွားရင်နောက်ဘဝမှာကောင်းလာမှာမဟုတ်ဘူးတဲ့နောက်ဘဝမှာဒီတဲ့ဆုံးရှုံးနေတာသွားဖို့ပဲရှိတယ်တဖြည်းဖြည်းဗာနဲ့ဥပမာတူတုံးဆိုရင်တွင်းတူးတဲ့လူနဲ့ဥပမာတူတယ်တွင်းတူးတဲ့လူဟာတွင်းနဲ့လေလူကအောက်ရောက်သွားလေတွင်းနဲ့လေလူကအောက်ရောက်သွားလေပဲအဲ့ဒါမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့သည်ကိုယ့်ဘဝကိုပြင်ညာရမှာဖြစ်တယ်ကိုယ့်ဘဝကိုမပြင်နိုင်ဘူးဆိုရင်အထက်တန်းကိုဘယ်တော့မှတက်လန်းနိုင်မှာမဟုတ်ဘူးအထက်တန်းတက်လန်းနိုင်မှုရာအတွက်ကိုယ့်ကိုချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေပြီးကိုယ့်ဘဝကိုထိန်းသိမ်းဆောက်ရှောက်ရမယ်အကုသိုလ်တွေမဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်ကုသိုလ်တွေများများရအောင်ကြိုးစားအားထုတ်ကြရမှာလို့ဒီလိုကိုယ်စီတတိတရားရပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း